ဒီ blog လေးကလေမမလက်ချမီမေရောစီမှာသွားပြီးတော့ဗောနော်ဆူတောင်းပြီးလို့ဆိုပြီးတော့ပြန်ပြီးတော့သွားဆူတောင်းတဲ့သွားကြော့ရင်လည်းပြန်ဆူတောင်းတဲ့ဗီဒီယိုဖိုင်လေးဗောနော်မမတင်ဖို့မိနေရဒါဆိုဒါသမီးလေးဘိုက်9လတော့ကသွားထားဗောနော်အခုဆိုသမီးလေးတော့မှမွေးပြီးသွားပါပြီရှင်သမီးလေးလိုချင်ပါတယ်ဆိုပြီးဆူတောင်းခဲ့တဲ့အတွက်ကြောင့်မလို့ဗောနော်တကယ်လည်းအထက်ဆောင်ရတဲ့ချိန်မှာသမီးလေးရခဲ့ပါတယ်ရှင်မြန်မာပြည်သားရဲ့ဘယ်လောက်များလဲဒီမှာကြည့်လိုက်ပါတော့ဒါကမဟာပိန်းတဲ့ဖျားပြီးလို့ရှိရင်ဗုဒ္ဓမြတ်စွာဘုရားပြီးလို့ရှိရင်လက်ချမီမေတော်ဖျားဆိုပြီးတော့ဖျားသုံးစုသူတို့ကဒီအပေါ်မှာထားပြီးထားပါတော့မမတို့ကမနက်ပိုင်းမလာဘဲနဲ့နေ့လယ်ပိုင်းလာတဲ့အတွက်ကြောင့်မလို့လူရှင်းနေရပါတော့တကယ်လို့မမတို့ကမနက်ပိုင်းလာခဲ့ရင်တော့တန်းစီပြီးစောင့်ရမှာပေါ့နော်မမတို့ကဗုဒ္ဓဘာသာဆိုတော့လေအရင်ဦးဆုံးဗုဒ္ဓမြတ်စွာဘုရားရှိမှရှ िख ိုးမယ်ဆူတောင်းမယ်ပေါ့နော်ဒါဆူတောင်းတာပါမမနာမည်ရေမမမျိုးသားနာမည်ရေရေးပြီးတော့ပေါ့နော်လူချင်တဲ့စုလေးကိုရေးရတာပေါ့နော်အဓိကတော့မမသမီးလေးကိုချောချောမွေ့မွေ့နဲ့မွေးပြရစီပေါ့နော်မွေးဖွားပြရစီဆိုတဲ့စုလေးပေါ့နော်တောင်းတာပေါ့နော်ဆူတောင်းစာလေးကိုဒီလို box ထဲမှာထည့်ရတာပေါ့နော်ဒီမှာနားမလည်ဘူးဆိုလဲသူများရေးထားတဲ့ဟာလေးတွေနမူနာကြည့်ပြီးဆူတောင်းလို့ရတယ်နော်ဖျားရှင်စီမှာအဓိကဆူတောင်းတာတော့သမီးလေးကိုချောချောမွေ့မွေ့နဲ့မွေးဖွားနိုင်ဖို့အတွက်ပေါ့နော်အဲ့ဒါအဓိကအကြီးမားဆုံးဆုတစ်ဆုပါပဲဒီဆုပဲတောင်းခဲ့တာပေါ့ဒီ9လတော့ပေါ့နော်ဟိန္ဒူလူမျိုးတွေဆိုရင်ကြတော့လေအရင်ဦးဆုံးမဟာပိန္ဒဘုရားကိုကြော့တယ်ပြီးမှဗုဒ္ဓမြတ်စွာဘုရားကိုကြော့ပါတော့မမတို့ကြတော့ဗုဒ္ဓဘာသာဆိုတော့ဘုရားရှင်ကိုရုံဆုံးကြော့ပြီးတော့မှမဟာပိန္ဒဘုရားကိုကြော့တာပေါ့နော်မဟာပိန္ဒဘုရားကိုကြော့ပြီးတဲ့အခါမှာဆုတောင်းတဲ့အခါကြလို့ရှိရင်ဒီမှာကြွက်ကလေးရှိရဲ့အဲကြွက်ကလေးရဲ့နေရွက်လေးမှာလေတူတူလေးလူချင်းနဲ့ဆုကိုတောင်းရတယ်ဒါဆုတောင်းတာပေါ့နော်မမတော့မတောင်းခဲ့ဘူးသူကတော့တောင်းလိုက်တာပေါ့နော်ဒီမှာလက်ချမီမေရောစီမှာလာတယ်လက်ချမီမေရောစီမှာဆုတောင်းတယ်သမီးလေးကိုပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်တယ်ပေါ့နော်ပြီးလို့ရှိရင်ဒါဖုန်းထဲမှာပတ်စံများများဝင်ပါစေပေါ့ပြီးရင်သမီးလေးကိုစောက်ရှောက်ပြီးပါဆိုပြီးဒါသမီးလေးကိုအပ်တာပေါ့နော်သမီးလေးမွေးပြီး3လပြည့်လို့ရှိရင်လက်ရှိမေရော်စီမှာလာပြမယ်ဆိုပြီးတော့လည်းပြန်ပြီးတော့ဂတိပေးခဲ့တာပေါ့နော်သမီးလေး3လပြည့်ရင်နောက်တစ်ခါပြန်ပြီးတော့ပြရမယ်နော်ပြီးရင်ဒီမှာဖျောင်းနိုင်နေမွေးရနေဆိုတော့အပေါ်မှာထုံးလို့မရအောင်ဒီအောက်မှာတော့ထွန်းရတာပေါ့နော်အရန်တပင်နော်ဒီမှာကြည့်ပါဘုရားမြတ်စွာဘုရားဒါကကြတော့လေကိုရောင်းတဲ့ product လေးတွေကိုပေါ့နော်လက်ချမီမေရော်စီမှာလာပြီးတော့ဆက်တာထားတဲ့ဟာလေးတွေပါအဲ့လိုမျိုးလေးလေလက်ချမီမေရော်စီမှာလာပြီးတော့ပူဇော်လို့ရတာပေါ့နော်ကိုဈေးရောင်းကောင်းအောင်ဆိုပြီးတော့ပြီးရင်သူကအောက်မှာပေါ့နော်ဒါအောက်တစ်ဆင့်မှာဒီလိုမျိုး net တွေရှိရပါတော့ဒါထိုင်း net တွေမရှင်းပြတတ်ဘူးအဓိကတော့ဒီမှာကနန်း3လုံးနိုင်တယ်ပေါ့ချဲကနန်း3လုံးနိုင်တယ်နိုင်ပြီးသွားပြီဆိုရင်ကိုပြူသမျှပြုခဲ့တဲ့ကုသိုလ်ကောင်းမှုအကုန်လုံးကိုအမြပြီးဝေတာပေါ့နော်ခေါင်းလောင်တီးပြီးတော့အောက်ဆင်းတဲ့ချိန်မှာခရူးဆိုင်ပြီးတော့ဆင်းရမယ်နော်လေကနည်းနည်းမှတ်တယ်မကိုဝင်နေဆိုတော့ပို့ပြီးတော့ခရူးဆိုင်ရတယ်ပြီးရင်ဟိုဘက်ချမ်းမှာပြင်ပြီးတော့ဒါဖရားတဆူရှိသေးတယ်ပေါ့နော်ဗုဒ္ဓမြတ်စွာဘုရားရှိသေးတယ်အဲ့ဖရားမှာတောင်းဖူးပြီးသွားရင်တော့ဒါနောက်ဆုံးပြီးသွားပြီပေါ့နော်ဒီ blog လေးကဒါနဲ့ပဲအဆုံးသတ်လိုက်ပါတယ်အခုတော့မမသမီးလေးပေါ့နော်မမချောချောမွေ့မွေ့နဲ့မဖတ်နိုင်ခဲ့ပါပြီရှင်တကယ်ချစ်စရာလေးပါ